နောင်တတဲ့နောင်တဆိုတာနောင်ဆင်းရဲဒုက္ခရောက်မှမှားမှန်းသိတဲ့အသည့်မျိုးကိုနောင်တလို့ဆိုရမယ်နောင်တရတဲ့အချိန်ဟာနောက်ကျနေတတ်တယ်အဲ့ဒီနောင်တဟာ10မျိုးရှိတယ်နံပါတ်1ငယ်စဉ်ကပင်ပညာသင်မသင်နောင်တရတတ်စွာတဲ့ငယ်ငယ်ရွယ်ရွယ်စွမ်းနိုင်တဲ့အရွယ်တုန်းကပညာမသင်ခဲ့ရင်နောင်ကြီးလာတဲ့အခါဘာပညာမှမတတ်တဲ့အတွက်ဘဝရပ်တည်ဖို့ခက်ခဲဆင်းရဲပင်ပန်းရလိမ့်မယ်တဲ့ပညာမရှိသူဤဝန်တန်းဒါကြောင့်ငယ်စဉ်ကပင်ပညာသင်မသင်နောင်တရတတ်စွာလို့ဆိုတယ်နံပါတ်2အရွယ်ရောက်လာစီးပွားရှာမရှာနောင်တရတတ်စွာတဲ့လုံနိုင်ကိုင်းနိုင်စွမ်းနိုင်တဲ့အခြေအနေအချိန်အခါမျိုးမှာရတဲ့စီးပွားမရခဲ့ဘူးစီးပွားရာကြောင့်နီလန်းတွေမရှာဖွေမတင်ယူခဲ့ဘူးစီးပွားဥစ္စာတွေရှာဖွေစုဆောင်းထားတာလည်းမရှိဘူးဆိုရင်နောင်တရတတ်တယ်နံပါတ်3ချစ်သူမရမိုက်မောင်မှာကြီးမားနောင်တရတတ်စွာတဲ့ကိုယ်မှလည်းသားမရလင်သားတွေရှိပါရဲ့နဲ့သို့မဟုတ်လောကမှာမြည်သူမှမယူရသေးတဲ့လွတ်လပ်သူတွေအများကြီးရှိပါရဲ့နဲ့ပိုင်ရှင်ရှိသူသားမရကိုဖောက်ပြရင်လေဘယ်သူကမှမယုံတော့တာမျိုးလူသားတို့ရဲ့ယွန်ရှာဆက်စုပ်ခံရတာမျိုးအကျင့်အဖယ်ခံရတာမျိုးစတဲ့ဆင်းရဲဒုက္ခတွေခံရပြီးကြီးမားတဲ့နောင်တရတတ်တယ်နံပါတ်4နှစ်ဦးချစ်ချင်းဖြိုမိခွင်းမယွင်းနောင်တရတတ်စွာတဲ့ကြမ်းတမ်းခက်ထန်ပြီးယုံမာတဲ့စိတ်ဓာတ်တွေနဲ့ချစ်ခင်နေသူတွေကြအမုန်းပွားအောင်ဂုံးတိုက်တာရန်တိုက်တာတွေဟာကုဋ္ဌိမန္တိကိုသူများနောက်ကျောသားကိုစားသူတဲ့အဲ့လိုနောက်ကျောကိုဓာတ်နဲ့ထိုးသူတွေဟာလည်းဒီနေ့လူတွေရဲ့ယုံကြည်မှုတွေပြတ်သုံးပြီးအဆင်မပြေတဲ့ဘဝရဲ့ဒုက္ခတွေခံရလို့နောင်တရတတ်တယ်နံပါတ်5သူ့သက်ဇီဝေတပ်ဖြတ်ချေမသွေနောင်တရတတ်စွာတဲ့စိတ်ကြမ်းလူကြမ်းနဲ့ဘယ်တော်ဝါကိုမှတနာကျင်နာမှုမရှိတပ်ဖြတ်ညှဉ်းပန်းနေသူလူအချင်းချင်းပေါ်မှာလည်းလေးစားခြင်းမရှိရိုက်ပုတ်တပ်ဖြတ်မှုပြုတဲ့သူဟာလည်းလူတွေရဲ့ရှောင်ဖယ်ခြင်းကိုခံရပြီးလူတွေကမချစ်တော့ပဲမဖြစ်ရင်တောင်အောင့်နှမ်းရတဲ့ဘဝကိုရပြီးလူတွေရဲ့မေတ္တာအစုခံရလို့ဘဝမှာဆင်းရဲပင်ပန်းပြီးနောင်တရတတ်တယ်နံပါတ်6ဥစ္စာဘောသူမပေးလူထိုသူနောင်တရတတ်စွာတဲ့ကိုမာစီဝါဥစ္စာတွေပေါ်များပါရဲ့နဲ့ဘယ်သူမှမျှဝေသုံးစွဲမှုမရှိကိုရက်ကိုရွာကိုမိကိုဘကိုဆွေကိုမျိုးဘယ်လိုလူမျိုးကိုမှထောက်ပံ့မှုမရှိကူညီမှုမရှိတဲ့သူဟာလဲဘယ်သူရဲ့အကူအညီမှပြန်ရမှာမဟုတ်ပဲတနေ့နောင်တရလိမ့်မယ်လူဆိုတာတဦးတယောက်တည်းရက်ဒီလို့ရတဲ့သဘောမဟုတ်ဘူးဒါကြောင့်ဥစ္စာပေါ်သူမပေးလူထိုသူနောင်တရတတ်စွာတဲ့နံပါတ်9မိဘကိုပင်မကြွေးခြင်းပူပင်နောင်တရတတ်စွာတဲ့ကိုလလဲဆဲလာဖွားကနေလူလားမြောက်တဲ့အထိကြွေးမွေးတုတ်တင်ပညာတွေပါသင်ပေးခဲ့တဲ့အမေအဖေအဲ့ဒီမိဘနှစ်ပါးဦးမင်းလို့နောက်ဆုံးအရွယ်ရောက်လာတဲ့အချိန်ကို့မှလည်းပြည့်စုံနေပါလေနဲ့မကြွေးမွေးခဲ့ဘူးဆိုရင်ဒီနေ့နောင်တကောင်းကောင်းရလိမ့်မယ်တင်သားသမီးတွေကအ ਨੇ ဆုံးတင့်ရဲ့အတူယူပြီးတင်ကြီးလာရင်လေဒီတိုင်းနေကြလိမ့်ပဲဒါကြောင့်မိဘကိုပင်မကြွေးခြင်းပူပင်နောင်တရတတ်စွာလို့ဆိုတယ်နံပါတ်8မိဘစကားပြစ်ပယ်ရှားကြီးမားနောင်တရတတ်စွာတဲ့သားသမီးတွေရဲ့လက်ဦးဆရာဟာမိဘပဲကိုဘဝကိုအရင်ဆုံးဥတော်ဩဃာတဆိုပြီးပညာတွေသင်ပေးခဲ့တဲ့အမေနဲ့အဖေကိုလိုအပ်ရာကိုအနီးကစပြီးလိုအပ်သမျှရှားပေးခဲ့တဲ့အမေနဲ့အဖေအဲ့ဒီမိဘတွေရဲ့စကားတွေကိုပြစ်ပယ်ရှားပြီးမိဘအပေါ်မထီလေးစားလုပ်တဲ့သူဟာလဲနောင်တကောင်းကောင်းရလိမ့်မယ်တဲ့နံပါတ်9သူကောင်းကြမ်းတတ်မစည်းကပ်မှတ်လီနောင်တရတတ်စွာတဲ့သောတာပန်ဖြစ်ဖို့အချက်4ချက်ထဲမှာတော့သူတော်ကောင်းကိုစည်းကပ်ဖို့ဆိုတာနံပါတ်1ဖြစ်တယ်ပညာရှိသူတော်ကောင်းကိုမစည်းကပ်သူဟာဘယ်တော့မှအသိရှိလာမှာအမှန်ကိုသိလာနိုင်မှာမဟုတ်ဘူးအမှန်ကိုမသိပဲအမှားကြီးနဲ့ဘဝကိုရှောက်လန်းနေရသူဟာလဲဒီနေ့နောင်တရလိမ့်မယ်နံပါတ်10
ကုသိုလ်ကောင်းမှုဘာတစ်ခုမပြုနောင်တရတတ်စွာတဲ့လူအကျင့်ကောင်းမှုအတွက်ကောင်းတဲ့အကျင့်တွေကိုကျင့်ရတယ်သူတော်ကောင်းဆိုတာလေကောင်းတဲ့အကျင့်ကိုကျင့်နေသူတွေပဲဖြစ်တယ်အဲ့လိုကောင်းတဲ့အကျင့်တွေကိုမကျင့်တဲ့သူဟာလည်းအကျင့်ဆိုးအကျင့်ရုပ်တွေနဲ့နေတဲ့အတွက်ဘဝမှာနောင်တရလိမ့်မယ်နောင်တ10ပါးအရေးထားလေးစားလိုက်နာကြပြုစဉ်ပြုရာအချိန်ကောင်းမှာပြုပါနောင်တကင်းမြည်ပါတဲ့အားလုံးနောင်တတရားတွေကင်းအောင်နောင်တပူပန်ဆင်းရဲမှုတွေမရှိရအောင်ပြုစဉ်ပြုလိုက်တဲ့အချိန်ကောင်းအခါကောင်းမှာပြုစဉ်ပြုလိုက်တာတွေကိုပြုနိုင်ဖို့ပြောကြားလိုက်ပါတယ်အားလုံးနောင်တကင်းသူများဖြစ်ကြပါစေ